ရှေးကကမေစိမ့်မပါပဲခွေးစိတ်မှုတန်ကိုဘလို့များခင်နိုင်ရရှိခဲ့ကြတယ်ဆိုတာတကယ်ကိုကြောက်စရာကောင်းလာပါတယ်။တင်ပြောပြလေတမိုင်းကြောင်းတွေကစိတ်ဝင်စားဖို့ကောင်းတယ်လို့ထိတ်လန့်စရာလည်းကောင်းပါတယ်။အထူးသဖြင့် Robert Liston ရဲ့ဇလန်းကတော့တရားကြီးတစ်ခုလိုပါပဲ။ဒါကတော့တင်ပေးထားတဲ့အကြောင်းအရာကိုမြန်မာဘာသာတို့ပြန်ဆိုထားခြင်းဖြစ်ပါတယ်။မေစိမ့်မပေါ်ခင်ခေတ်ကခွဲစိတ်မှုများရှေးဟောင်းရောမှာခေတ်အဲ့ဒီတုန်းကအကွက်ခဲပြောက်စေးဆိုတာဝိုင်းပါပဲ။ခြေထောက်ကိုမခံစားနိုင်တော့တဲ့အထိတောက်ရတာမျိုးပေါ့။ဝိုင်းနေသွားရင်နာကျင်မှုကိုအကုန်ခံစားရမယ်။ဝိုင်းများသွားပြန်ရင်လေခွဲစိတ်မှုတောင်မဆရသေးဘူးအသက်ပါသွားနိုင်တယ်။အကြိုက်ရတာဆိုတာကတော့ခံမိုင်းယုံတက်ပါပဲအဲ့ဒီခံမိုင်းချက်ကလည်းကိုယ့်အပေါ်မှာလည်းမူတည်ပါတယ်အလေကစ်ပါရှမ်းပြီ Ibn Sina လို့ခေါ်တဲ့ဆရာဝန်ကအိပ်ပျော်စေတဲ့ရီးမှင်လို့ခေါ်တဲ့ soporific stench ကိုတီထွင်နေတယ်အပင်တွေတဲ့အစီအနှစ်ကိုအဝတ်ထေးစိမ်ပြီးလူနာတတိလစ်သွားတဲ့အထိနှာခေါင်းပေါ်ဖိထားပေးလာမျိုးပါနည်းနည်းတော့ယဉ်ကျေးတဲ့အောင်ရှုပေမဲ့ဘလောက်အထိသုံးရမလဲဆိုတဲ့ပမာဏအတိအကျကိုတော့ဘယ်သူမှမသိကြပါဘူးထောင်းရှိလာပြင်းငါဘီတိန်နိုင်ငံစေဝါလည်းမရှိရီးမှင်လည်းမပါဘူးကဘာပေါ်မှာလက်အမြန်ဆုံးခွဲစိတ်ဆရာဝန် Robert Liston ပဲရှိပါတယ်သူဟာခြေထောက်တစ်ဖက်ကို28စက္ကန့်အတွင်းအပြတ်ဖြတ်နိုင်တဲ့သူပါတခါကသူဟာအယမ်းမြန်လုံးခွဲစိတ်နေရင်သူ့လက်ထောက်ရဲ့လက်ချောင်းဒီကိုပါမှားဖြတ်မိသွားဘူးလေရလက်ကတော့လူနာရောလက်ထောက်ပါနောက်ပိုင်းမှာပိုးဝင်ပြီးတေဆုံးသွားခဲ့ပါတယ်သူ့လောက်ဖို့ကိုင်ဘက်တွေကဂျာကိုတေဆုံးနှုန်းနေတာတစ်ခါဆုံးလို့တောင်ခေါ်ခဲ့ကြပေမဲ့ Liston နဲ့တော့ဒါဟာတာမန်အလုပ်တစ်ခုပါပဲ1826ခုနှစ် William Morton ကတမိုင်းမှာပထမဦးဆုံးအကြိမ်အဖြစ်အီတာကိုအသုံးပြုခဲ့တယ်လူနာကဘာနာကျင်မှုကိုမှမခံစားတော့ဘူးသူနိုးလာတဲ့အခါမှာတော့ဝေခွဲမရဖြစ်နေပြီးကျွန်တော်သိလောက်တဲ့အိမ်မက်တီမြင်မဲ့ခဲ့တယ်လို့ပြောခဲ့တယ်အဲ့ဒီအချိန်မှာခွဲစိတ်ဆရာဝန်ကိုယ်တိုင်ဝမ်းသာလို့မျက်ရည်ကျခဲ့ရပါတယ်ယနေ့ခေတ်ညာတွင်းချင်းပဲအရာအလုံးပြောင်းလဲသွားခဲ့တယ်ဒီနေ့ခေတ်မှာတော့သင်ဟာအိတ်စိန်ပေါ်မှာလဲရောက်လိုက်ယူမှာတယောက်ယောက်က10ကနေနောက်ပြန်ရေးတွက်ပြမယ်ခုနှစ်ကိုရောက်တဲ့အချိန်မှာတော့အားလုံးပြီးသွားပါပြီလူသားတွေဟာထောင်ပေါင်းစွာသောနှစ်တွေတစ်လျှောက်လုံးအသိရှိခြင်းနဲ့ခွဲစိတ်ခံခဲ့ရတာပါဒါပေမဲ့သင်ကဒီနေ့ဆရာဝန်စီမသွားမယ့်အကြားရောဂါလက္ခဏာ